ဒီမှာလာရောက်ပါဝင်ရတဲ့အခွင့်ဟာကျေးဇူးတော်တက်တက်ဖြစ်ပါတယ်ဒီမန္တလေးကိုလာတိုင်းကျွန်တော်စရောက်တဲ့အချိန်ကနေစပြီးအားလုံးကောင်းမှတ်မိတယ်ဒီပဲလာတိုင်းတိုးတက်နေတယ်နော်ကောင်းကြီးအမျိုးမျိုးနဲ့ဒီအသင်းတော်ကြီးကခံစားနေရတာကိုစုံတွေ့ရတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ရွေးချယ်လာတော့ကျမ်းပိုက်3ပိုက်ဖြစ်ပါတယ်ဒါပထမကျမ်းပိုက်ကတိပေတရုအခန်းကြီး2 9ကနေ10တင်တို့မူကားမှောင်မိုက်ထဲမှအံွယ်သောအလင်းတော်တို့ခေါ်သွင်းတော်မူသောသူဤဂုဏ်ကျေးဇူးများကိုဖော်ပြစေခြင်းကကျွန်တော်တို့ကိုကျေးဇူးပြုတဲ့ဘုရားရှင်ရဲ့ဂုဏ်ကျေးဇူးတော်များကိုဘုရားကိုကျွန်တော်တကယ်ကျေးဇူးတင်အဲ့ဒီဂုဏ်ကျေးဇူးတော်များကိုကျွန်တော်တို့အရောက်တိုင်းဟာဖော်ပြနိုင်တယ်သူများဖြစ်ရမယ်ကျေးဇူးတင်တဲ့နှလုံးသားတွေကနေဖော်ပြနိုင်သောသူများဖြစ်ရလိမ့်မယ်ရွေးချယ်တော်မူသောအမျိုးလည်းဖြစ်တယ်မင်းစည်းစိမ်ရှိသောယစ်ပရောဟိတ်မျိုးတန်ရှင်းသောလူမျိုးပိုင်တိုက်တော်မူသောအပေါင်းအသင်းဖြစ်ကြ၏ဘလောက်ကြီးများလဲပြန်စဉ်းစားကြည့်ပါဘလောက်ကျေးဇူးတင်ဖို့ကောင်းလဲလုံးဝကျွန်တော်တို့မတိုက်မတန်ပဲနဲ့ဘုရားရှင်ချီးမြှင့်ခြင်းဖြစ်ပါတယ်အထက်ကအပေါင်းအသင်းမဟုတ်အရင်တော့ငမှုဆိုရင်တော့အခုငမှုမဟုတ်အရင်တော့ပခိုးဆိုရင်တော့အခုလူများကိုပြန်ပြီးတော့မာစာနေတဲ့သူဖြစ်သွားပြီပဲဖြစ်တော့ဘုရားသခင်ရဲ့ပြောင်းလဲခြင်းတန်ရှင်းသောဝိညာဉ်တော်ရဲ့တို့ထိတဲ့မင်္ဂလာဆုကျေးဇူးကိုရသောသူဖြစ်ကြတယ်ဘုရားသခင်ကရွေးချယ်ထားတဲ့ဘုရားသခင်နဲ့ထိုက်တန်သောသူများလည်းဖြစ်ကြတယ်ဒါကြောင့်မလို့အထက်ကအပေါင်းအသင်းမဟုတ်ယခုတွင်ဘုရားသခင်ဤအပေါင်းအသင်းဖြစ်ကြ၏ဒါကြောင့်ဒီနေ့ဒီမှာထိုင်နေတဲ့ကျွန်တော်မှစပြီးကျွန်တော်တို့ရဲ့အပေါင်းအသင်းဟာဘုရားသခင်အလိုတော်နဲ့မညီတဲ့သူများမဖြစ်ပါစေနဲ့ကရုဏာကျေးဇူးတော်ကိုအထက်ကမခံရတော့လေယခုတွင်ခံရကြပြီဟာလေလုယာအဲ့ဒါပဲယေရှုကိုသိရတဲ့ဆုကျေးဇူးကအဲ့ဒါပဲနော်နောက်ဒုတိယကတော့ဧဖက်4 1ကနေ9ခေါ်တော်မူခြင်းကျေးဇူးတော်ကိုသင်တို့သည်ခံရသည်နှင့်အထိုက်အလျောက်ကျင့်ဆောင်အကြောင်းသခင်ဘုရားအတွက်ကြောင့်အကျဉ်းခံရသောငါသည်သင်တို့ကိုတိုက်တွန်းနှိုးဆော်ပေ၏တမန်တော်ကြီးကကိုယ်တိုင်ကခရစ်တော်ကြောင့်ဟောပြောလို့ထောင်ထဲမှာကြာနေတာနော်ဆိုတော့ထောင်ထဲမှာကြာနေတဲ့အကျဉ်းသားကမနေ့တနေ့မှပြောင်းလဲလာတဲ့ယုံကြည်သူများကိုသူကအားပေးနေတယ်ဘယ်လောက်ကောင်းလဲနော်ဒီအပြင်ကရွေးချယ်ခြင်းခံရတဲ့လူတွေကလည်းတကယ်နော်လောကဘက်ကကြည့်မယ်ဆိုရင်တော့ဘာမှမဟုတ်ပြီမဲ့ဘုရားသခင်ရွေးချယ်ထားသောသားသမီးများဖြစ်တယ်ဘလို့အောင်းဩစရာကောင်းတယ်နော်အရာရာ၌စိတ်နှိမ်ချခြင်းနူးညံ့သိမ်မွေ့ခြင်းစိတ်ရှည်ခြင်းနှင့်ပြည့်စုံသဖြင့်အဲ့ဒါခမည်းတော်ရဲ့အရေးချင်းတွေပဲမကြာခဏဒီကြမ်းကြက်ကိုပြန်ပတ်ပါဒီအရေးချင်းတွေရော့သွားပြီလားဒီအရေးချင်းရော့ယုံနေမှာကဟုတ်ပျောက်သွားပြီလားဟောဒီကြမ်းကြက်နဲ့အမြဲတမ်းကိုယ့်ကိုယ်ပြန်ပြီးတော့တိုင်းတာရမယ်နော်အဲ့ဒါကြောင့်မလို့စိတ်ရှည်ခြင်းနဲ့ပြည့်စုံသဖြင့်မေတ္တာစိတ်နဲ့တယောက်ကိုတယောက်သီးခံခြင်းရှိကြ၍မေတ္တာစိတ်နဲ့တယောက်ကိုတယောက်သီးခံတတ်တဲ့သူတွေဒီမှာထိုင်နေတယ်ဘုရားသခင်ရဲ့ယေရှုတော်ကြောင့်အတင့်ပေါင်းဖော်ခြင်းအဖွဲ့အစည်းအားဖြင့်သင်တို့သည်အချင်းချင်းစိတ်တဘောမချာမနာတလုံးတဝသည်ဖြစ်အံ့သောငါကြိုးစားအားထုတ်ကြလော့ခင်ဗျားတို့အမြဲကြိုးစားရမှာတယောက်နဲ့တယောက်တင့်စွာနေတတ်ဖို့အမြဲတမ်းဘုရားရှင်အတွက်
ထိတ်တန်းကနေအစေခံဖို့ရန်အစင်သင့်ရှိတဲ့ယုံကြည်သူများအနေနဲ့ကျွန်တော်တို့အသက်ရှင်ဖို့ဘုရားရှင်ကအလိုရှိတယ်တင်တို့ဒီအချင်းချင်းစိတ်သဘောမချာမနာမဟုတ်တော့ခြားနာတာတို့ကွဲပြားတာတို့မရှိပါစေနဲ့ဖြစ်အပ်သောငါကြိုးစားအားထုတ်ကြတော့တင်တို့ကိုခေါ်တော်မူခြင်းနဲ့ဆက်ဆိုင်သောမျော်လင့်ခြင်းတပါးတည်းသို့ခေါ်သွင်းတော်မူသည်နှင့်အညီကိုယ်တကိုယ်ဝိညာဉ်တဝိညာဉ်တည်းရှိရမယ်ကိုယ်တကိုယ်ဝိညာဉ်တဝိညာဉ်တည်းသခင်တပါးယုံကြည်ခြင်းတပါးကျွန်တော်တို့ရဲ့ယုံကြည်ခြင်းဟာအမြဲတမ်းတူညီရမယ်ဗတ္တိဇံတပါးခတ်သိမ်းသောငါတို့ဤအဖဖြစ်သောဖယားသခင်တဆူဒီရှိတော်မူ၏ဒါကိုဘယ်တော့မှမမေ့ပါနဲ့နော်တဆူဒီရှိတော်မူ၏ထိုဖယားသခင်သည်ခတ်သိမ်းသောငါတို့ဤအပေါ်မှာရှိတော်မူ၏ခတ်သိမ်းသောငါတို့နှံ့ပြားတော်မူ၏ခတ်သိမ်းသောငါတို့ဤအထဲ၌လည်းရှိတော်မူ၏သို့တော်လည်းခရစ်တော်သည်စုပေးတော်မူသည့်အတိုင်းငါတို့သည်ယေရှုတော်ကိုအသီးအသီးကိုယ်စီခံရကြပြီဒီကျမ်းပိုက်ကလေးတွေကကျွန်တော်တို့ကအမြဲတမ်းဖတ်မယ်ဆိုရင်ဒါကျွန်တော်ကိုဘက်ထရီကိုအားသွင်းတယ်လို့ပဲနော်ဒီလိုပဲဖြစ်တယ်ဘယ်လိုအချိန်ကမျိုးမှာပဲဖြစ်ဒီကျမ်းစာလေးကိုရေးလေးမပြောတတ်ပေမဲ့ကျမ်းစာလေးပဲဖတ်ပြလိုက်ရင်တော့မှအဲ့ဒီကျမ်းစာအားဖြင့်အဲ့ဒီလူဟာမယုံကြည်တော့သူအရင်ကဖြစ်ပေမဲ့အခုခမည်းအားဖြင့်ဘုရားရှင်အမစာခြင်းကြောင့်ယုံကြည်သူဖြစ်လာနိုင်တယ်နော်ဒါကြောင့်ဒီစုကျေးဇူးကအရန်ကြီးမားပါတယ်ခေါ်လို့တဲ့တုံးပြီးတော့နော်โอเคပြီလေအဓိကဒီနေ့ကျမ်းချက်ကိုတော့ခင်ဗျားတို့မှတ်ထားပြီးတော့မကြာခဏဖတ်ပါအခြားသူများကိုလည်းဝေငှပါအခုပြောဝေငှခဲ့တယ်လို့ပဲနော်ဒီပထမကျွန်တော်တို့ကဖတ်သွားတဲ့1ပေတရုအခန်းကြီး2 9ကနေ10အဲ့ဒါလေးမှတ်ထား1ပေတရုအခန်းကြီး2 9ကနေ10အဲ့ဒါကိုပြန်ဖတ်ပါအခြားသူများကိုလည်းပြန်ဖတ်ပြောပြပါနော်နောက်ဒုတိယကတော့ဧဖက်4 1ကနေ9ခုနဖတ်ပြသွားပြီဧဖက်4 1ကနေ9နောက်ဆုံးနဲ့တတိယအပိုက်ကကောလောသဲ3 8ကနေ19နော်အဲ့ဒါကိုပြန်ဖတ်မယ်ဆိုရင်ဘုရားသခင်ရဲ့ကြီးမားတဲ့ကျွန်တော်တို့ကိုပြင်ဆင်ပေးတဲ့ဆုကျေးဇူးဟာဘလောက်ကြီးသလဲဆိုရင်ဒီကောလောသဲ3 8ကနေ19အားဖြင့်ပြန်ပြီးကျွန်တော်ပိတ်ချင်ပါတယ်နော်ခုနအရှိအားလည်းဖတ်ပြီးပြီကောလောသဲ3 8ကနေ19ပါယခုမူကားထိုအမှုအလုံးစုံတို့ကို၎င်းအမျက်ထွက်ခြင်းစိတ်ဆိုးခြင်းမနာလိုခြင်းသူအတရေပြက်အောင်ပြောဆိုခြင်းညဉ့်ညူးသောစကားကိုသုံးခြင်းတို့ကို၎င်းသင်တို့နှုတ်မှပယ်ရှင်းကြလော့ဟောဒါခင်ဗျားတို့အားလုံးဒါဒီကျမ်းချက်ကလေးကိုပတ်ပါမဟုတ်တော့မဟုတ်စာရေးတိုင်းထွက်လို့တချို့လူတွေဘာမို့ခလုတ်တိုင်တော့ညဉ့်ညူးတဲ့အသံကထွက်လာတယ်နော်ကျွန်တော်တို့ခလုတ်တိုင်ဟာလေလုယာဆိုတဲ့အသံပဲထွက်ရမယ်နော်အဲ့ဒါကြောင့်မလို့ဒါဘုရားရှင်ရဲ့ကြီးမားတဲ့ဆုကျေးဇူးဖြစ်တယ်ဆက်ပြီးတော့ကျွန်တော်အချင်းချင်းမှုသာစကားကိုမပြောမသုံးတယောက်ကိုတယောက်လိန်လေခြင်းညာဝါခြင်းမရှိပါစေနဲ့အကြောင်းမူကားသင်တို့သည်လူဟောင်းဤအကျင့်တို့နှင့်လူဟောင်းဤကိုချွတ်ပယ်၍အရင်တော့အရာဒီအရင်တော့မကောင်းတဲ့အကျင့်တွေအားလုံးကိုခရစ်တော်၌အပ်လိုက်ပါခရစ်တော်နောက်ကိုလိုက်တဲ့ယုံကြည်သူများဖြစ်ရအောင်ဖန်ဆင်းတော်မူသောသူဤနော်ဒါကျွန်တော်ဆက်ပြီးတော့30မှာဖန်ဆင်းတော်မူသောသူဤပုံသဏ္ဍာန်နှင့်အညီမှန်သောပညာအားဖြင့်အသက်ပြုပြင်သောလူသစ်ကိုယူတင်ဝတ်ဆောင်သောသူဖြစ်ကြ၏ ကျ
ကျွန်တော်တို့ကိုဖန်ဆင်းတော်မူသောသူကဘယ်လိုလဲယေရှုခရစ်တော်အဲ့တော့ယေရှုခရစ်တော်ရဲ့ပုံသဏ္ဍာန်နဲ့အညီကျွန်တော်တို့ကလိုက်လျှောက်ရမယ်နော်ဘယ်နေရာပဲရောက်ရောက်နန်းတွင်တွေပဲရောက်ရောက်ထောင်တွေပဲရောက်ရောက်ခရစ်တော်အတွက်အသက်ရှင်ရဲသောရှင်နိုင်သောသူများဖြစ်ရမယ်ဘလောက်ကောင်းတယ်နော်ဒါကြောင့်မလို့ကြိုးစားဖို့မလိုတော့ဖြစ်ကိုဖြစ်ယေရှုကိုတက်ဝင်ယုံကြည်ပြီးဆိုကြတဲ့ကွာဖျားရှင်ရဲ့ဝိညာဉ်ကခင်ဗျားတို့အရောက်တိုင်းမှာရှိတယ်။ခင်ဗျားတို့ရဲ့ကိုယ်စိတ်ဝိညာဉ်၃ပါးစလုံးကိုအဲ့ဒီတန်ရှင်းသောဝိညာဉ်တော်ကထိမ့်သိမ့်ပေးနေတယ်။ကြောက်တတ်တဲ့စိတ်ကိုမပေးဘူးတဲ့ခရစ်တော်ကပြောတယ်။ယုံကြည်သောသူကကြောက်တတ်တဲ့စိတ်မရှိဘူး။ချစ်တတ်သောစိတ်ပဲရှိတယ်နော်။အဲ့ဒါဘယ်လောက်ကောင်းလဲလေ။ဖန်ဆင်းတော်မူသောသူဤပုံသဏ္ဍာန်နှင့်အညီမှန်သောပညာအားဖြင့်အသက်ပြုပြင်သောလူသစ်ကိုယူတင်ဝတ်ဆောင်တောင်းလို့ဘုရားသခင်ပေးတဲ့တန်ရှင်သောဝိညာဉ်တော်အားဖြင့်ပေးထားပြီးဖြစ်တဲ့အတွက်ဘယ်နေရာတော့ဘလူနဲ့တွေ့ဘုရားသခင်ကတန်ရှင်သောဝိညာဉ်တော်ခင်ဗျဘယ်စကားကိုဘယ်လိုလူကြီးနဲ့တွေ့ရင်ဘယ်လိုစကားပြောတဲ့လဲနော်ဟောရနေတဲ့လူတွေနဲ့တွေ့လို့ရှိရင်ဘယ်လိုရင်ဆိုင်ပြီးတော့အားပေးတဲ့တလဲဒါဒီအားလုံးကဒီကျမ်းစာလေးတွေကိုမပိုက်ဘယ်သိမလဲထိုဖန်ဆင်းပြုပြင်တော်မူရာ၌အဲ့ဒီဖန်ဆင်းပြုပြင်ရာ၌ဟေလတလူမရှိဘူးလူမျိုးမရှိဘူးဟေလတလူမရှိဘူးနော်ယူဒလူမရှိဘူးအယေပြားလီးခြင်းမင်္ဂလာခံခြင်းမရှိမခံခြင်းမရှိထုံးပုံစင်လာတွေအယူအဆတွေဒါတွေမရှိဘူးလူရိုင်းမရှိတောင်းလို့ရိုင်းဆိုင်မလုပ်ပါနဲ့အခုဆိုရင်တောင်းလူတွေကအခုလူငယ်တွေဆိုရင်လည်းအနားမှာဘလို့လူကြီးတွေပဲရှိနှုတ်ဆက်တာတော့အစဲလေးနဲ့နှုတ်ဆက်တယ်မဟုတ်ဘူးလားတိုင်းထွာပြီးတော့မှလူများကြားမကောင်းတာပါဘေးကိုမကြည့်ဘူးနော်အဲ့ဒါနဲ့ကိုခေကြီးကအရန်ကြောက်ဆက်ကောင်းတယ်နော်ဒါကြောင့်မလို့ဒီနေ့ဘုရားရှင်ကျွန်တော်တို့ကိုဒီအတိုင်းပဲနော်ပြင်ဆင်ပေးတယ်သင်တို့စိတ်နှလုံးထဲ၌ခရစ်တော်၏ငြိမ်သက်ခြင်းအုပ်ဆိုးစေတာအငယ်15မှာကျွန်တော်တို့ရဲ့စိတ်နှလုံးထဲမှာခရစ်တော်ရဲ့ငြိမ်သက်ခြင်းအမြဲတမ်းအုပ်ဆိုးပါစေနော်အဲ့ဒီခရစ်တော်ရဲ့ငြိမ်သက်ခြင်းကိုဘယ်သူကပေးမလဲခရစ်တော်ကိုခင်ဗျားယုံကြည်တဲ့အတွက်တန်ရှင်းသောဝိညာဉ်တော်ကခင်ဗျားကိုပေးမယ်ဟောဘက်ထရီထဲမှာအားသွင်းထားတယ်ပဲဒါထိတွေ့မှုရှိရမယ်နော်အဲ့ဒါကြောင့်ထိုတို့အလို့ငါတင်တို့သည်တလုံးတကူဒီ၌ခေါ်ထားတော်မူခြင်းကိုခံကြသည်ဖြစ်၍ကျွန်တော်တို့ကတလုံးတော်ရတယ်ခရစ်တော်ကိုယုံကြည်သူများအသွင်မတူပေမဲ့ပုံသဏ္ဍာန်တွေမတူပေမဲ့ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းဟာတူရမယ်ကျွန်တော်တို့ရဲ့ယူဆခြင်းနော်ကျွန်တော်တို့ရဲ့အနေအထိုင်အားလုံးဟာတူညီအောင်ဘုရားရှင်ရဲ့ဝိညာဉ်တော်ကလုပ်ပေးတယ်ကျွန်တော်တို့ကအဲ့ဒီအတွက်ဆုတောင်းရမယ်ယေရှုတော်ကိုသိသောစိတ်ရှိကြတော့အမြဲတမ်းယေရှုသိတတ်တဲ့နှလုံးသားရှိရမယ်ယေရှုသိတတ်တဲ့နှလုံးသားရှိတဲ့လူဟာရိုင်းပြစကားပြောရင်လည်းသူရိုင်းပြဘယ်ပြောမလဲနော်ကိုယ်ရဲ့အောက်ကြတဲ့လူကိုလည်းသူဆွဲတင်မှာပဲနော်အဲ့ဒါလေးတွေကကျွန်တော်တို့အတွက်ဘုရားပေးတဲ့ဆုယေရှုတော်ကိုသိသောစိတ်ရှိကြတော့ခရစ်တော်၏နှုတ်ကပတ်တရားသည်ပညာအမျိုးမျိုးနှင့်သင်တို့အထဲ၌ကျွယ်ဝစွာတည်နေ၍ဘုရားရှင်တန်ရှင်းသောဝိညာဉ်တော်နဲ့ခင်ဗျာပြေဝပါဒါပြီးထားပြီးသားပဲအဲ့တော့ဒီဝိညာဉ်တော်ရဲ့တုန်တင်လမ်းပြမှုအတိုင်းခင်ဗျာလိုက်ပြီဆိုလို့ရှိရင်ပညာအမျိုးမျိုးနဲ့သင်တို့အထဲ၌ကျွယ်ဝစွာတည်နေ၍သင်တို့သည်စာလံတခြင်းမှစသောဓမ္မတခြင်းအမျိုးမျိုးအားဖြင့်အချင်းချင်းတို့ကိုဆုံးမတွင်တင်ခြင်းတယောက်ကိုတယောက်အားပေးနိုင်တယ်ဆုံးမတွင်တဲ့ရံဖြစ်ဖို့မဟုတ်အချင်းပွားဖို့မဟုတ်အချင်းချင်းတို့ကိုဆုံးမတွင်တင်ခြင်းသတိပေးခြင်းသတိပေးပါတယောက်နဲ့တယောက်အမြဲတမ်းကောင်းတဲ့သတင်းကြားလာရင်လေဝေငှပါ
တင့်တယ်လျောက်ပတ်စွာတည်ခြင်းဆိုကြလောကျွန်တော်တို့ခရိယန်တွေပဲတည်ခြင်းဆိုတာများတယ်ဘယ်နိုင်ငံတော့သူပဲပြယောက်ျားဖြစ်မိန်းမဖြစ်ဘုရားရှင်ကအဲ့ဒီတည်ခြင်းဆိုတတ်တယ်မြတ်ကလေးတွေဆိုတည်ခြင်းဆိုကျွန်တော်တို့အားလုံးကလည်းတည်ခြင်းဘုရားတည်ခြင်းဘုရားတည်ခြင်းကိုဆိုပြီးတော့လာနေတဲ့အခါဘုရားတည်ခြင်းကိုအားရပါရဆိုနေတဲ့အခါခင်ဗျာဒီလူကိုကြည့်လို့မရတာလေခိုးလူကိုခွင့်မလွတ်နိုင်တာတော့နော်ငါအဲ့ဒီအိမ်ပေါ်ပြီးတော့မခဲနဲ့ပြစ်လိုက်အောင်မယ်ဆိုတာမျိုးဘယ်တော့မှမရှိဘူးနော်အဲ့ဒါကြောင့်မလို့နူးညွတ်သောစိတ်နှလုံးနှင့်ဘုရားသခင်ရှေ့တော်၌တင့်တယ်လျောက်ပတ်စွာတည်ခြင်းဆိုကြလော့ဒါလို့ဆရာကြီး Shakespeare ကပြောလဲဆိုရင် Beware of the man who has no music ဒီပညာကြီးတချင်းမဆိုတတ်တဲ့ကောင်ဆိုရင်မင်းရှောင်တာကောင်းတယ်အထူးသဖြင့်ဘုရားသခင်ဆိုတတ်တဲ့ဆိုရင်ဒီလူကနူးညံ့တယ်တိမ်မွေ့တယ်ကုညီတတ်တဲ့လူဖြစ်တယ်ဘယ်လောက်ကောင်းလဲဒါလို့ကျွန်တော်တို့ခရိယန်တွေအထူးသဖြင့်ဒီချင်းဆိုတဲ့နေရာမှာအားပေးတယ်နော်ခင်ဗျားတို့ဒီမှာဒီ church ပါဆိုရင်အဲ့ဒီစုကျေးဇူးကိုအထူးပဲရရှိထားတဲ့အသင်းတော်ဖြစ်တယ်အဲ့ဒီလိုတချင်းဆိုတတ်တဲ့လူတွေရဲ့နှလုံးသားထဲမှာဘသူရဲ့ငြိမ်သက်ခြင်းကအုပ်စိုးမလဲခရစ်တော်ရဲ့ငြိမ်သက်ခြင်းဟာခင်ဗျားတို့စိတ်နှလုံးထဲမှာအုပ်စိုးမယ်အဲ့ဒါခင်ဗျားစိတ်နှလုံးရှိခိုးလူနဲ့ရဖြစ်ချင်တာတော့မဟုတ်တာလုပ်ချင်တာကိုနေရာသွားပြီးတော့ရှူချင်တာရှိုက်ချင်တာဘယ်ကလာမလဲစဉ်းစားကြည့်ပါနော်တင်တို့ဒီစာလံတချင်းမှစတော့ဓမ္မတချင်းအမျိုးမျိုးအဖြစ်အချင်းချင်းတို့ကိုဆုံးမတွင်တင်ခြင်းတည်ခြင်းအဖြစ်ဆုံးမတွင်တင်နိုင်တယ်ဘယ်လိုကောင်းလဲဆက်ဆိုတာမဟုတ်ဘူးဘုရားတချင်းကိုဆိုပြေးခြင်းအဖြစ်အရင်ကအဲ့ဒီကမျိုးမကြောက်ဘူးလေလူဟာအလိုလိုနင်းစိတ်ကနူးညံ့လာတယ်နော်ဘလောက်ကျေးဇူးတင်ဖို့ကောင်းတယ်ကြောက်နဲ့တယောက်တည်ခြင်းအဖြစ်ဆုံးမတွင်တင်နိုင်တယ်အတူဒုထောက်ဆူတောင်းခြင်းအဖြစ်ဆုံးမတွင်တင်နိုင်တယ်ကျေးဇူးတော်ချီးမွမ်းခြင်းအဖြစ်တယောက်ကိုတယောက်အားပေးနိုင်တယ်ဒါတွေကကျွန်တော်တို့လုပ်ရမှာနော်ဒီလိုဘုရားကျောင်းလာတနင်္ဂနွေနေ့လေးခရိယာမို့လို့မသွားမကောင်းလို့လာတာမျိုးမလုပ်နဲ့အဲ့ဒါကြောင့်မလို့ဆုံးမတွင်တင်တတ်တော်သူများဖြစ်ရမယ်တတိပေးတဲ့သူဖြစ်ရမယ်တတိပေးခြင်းကိုပြု၍နူးညွတ်သောစိတ်နှလုံးနှင့်ဘုရားသခင်ရှိတော်၌တင့်တယ်လျောက်ပတ်စွာတည်ခြင်းဆိုတော့သူဖြစ်ရမယ်ဒီခြင်းကလည်းတင့်တယ်လျောက်ပတ်တဲ့ဒီခြင်းများဒီခေတ်ကာလရိုင်းပြတဲ့ဒီခြင်းမျိုးတွေမဟုတ်ဘူးစကားပြောတော်လည်းကောင်းခင်ဗျားတို့စကားမပြောဘဲမနေနိုင်လူကိုတကယ်တန်ခတ်ချင်ပြီဆိုလို့ရှိရင်solitary confinement တိုက်ပိတ်တယ်ဆိုတာထောင်ထဲမှာတော့အမှန်တန်ဆိုးသွမ်းတဲ့လူခါရဲဟွတ်သွားတိုက်ပိတ်လိုက်တယ်ဘာမှလည်းမတွေ့ဘူးဘလူနဲ့မှလည်းစကားမပြောရဘူးလူကတယောက်တည်းမနေနိုင်ဘူးဒါမှမဟုတ်ကျွန်တော်တို့ခလေးလေးတွေကိုတော့ဆရာမတွေဆိုရင်လည်းနည်းနည်းဆိုးတဲ့ကောင်ဆိုဟိုတော့မတော့ထိုင်နေနေနေအဲ့ဒါမှဆိုအဲ့ဒီလိုပြောထောင်ထဲမှာလည်းဒီလိုပဲတကယ်ကျဲလာတဲ့ကောင်ဆိုရင်တိုက်ပိတ်တယ်ဆိုတာအမောင်ချလိုက်တယ်အတန်ကြားရဘူးအပေါင်းအသင်းလူဟာအပေါင်းအသင်းမရှိရင်မနေတတ်ဘူးဖခင်သခင်ကျွန်တော်တို့ကိုပေးတဲ့အကြီးဆုံးဆုကျေးဇူးဟာမိတ်ဆွေဖွဲ့ခြင်းတဲ့စိတ်မိတ်ဆွေဖွဲ့တတ်တဲ့စိတ်တယောက်ကိုတယောက်မင်္ဂလာစကားပြောတတ်တဲ့စိတ်အဲ့ဒါပဲဒါကြောင့်မလို့စကားပြောတော်လည်းကောင်းအဲ့လိုစကားမပြောဘဲမနေနိုင်ပါဘူးဒါပေမဲ့စကားပြောတဲ့အခါကြလို့ရှိရင်အမှုဆောင်ရွက်တော်လည်းကောင်းစကားပြောပြီးရင်ဘုရားရှင်ရဲ့အမှုဆောင်ရွက်ခြင်းပါလာရမယ်အဲ့ဒီဘုရားရှင်ရဲ့အမှုဆောင်ခြင်းဟာလေသခင်ယေရှုခရစ်၏နာမတော်ကိုထောက်၍ခတ်သိမ်းသောအမှုတို့ကိုပြုမှုလျက်ကျွန်တော်တို့အလုပ်လုပ်တဲ့ဘယ်နေရာတော့ဘာပဲပြောခရစ်တော်ရဲ့နာမကိုထောက်ပြီးတော့လုပ်တတ်တော်သူများဖြစ်ကြရအောင်ဟောအဲ့ဒါလေးန
ဒီမုတ်ဆိုးမှကြီးရှိသွားတယ်ဆိုရင်လေသူ့ကိုနှင်းသိမ့်ခြင်းခရစ်တော်ရဲ့ဝိညာဉ်ခမည်းထဲမှာရှိရင်ထိုဝိညာဉ်တော်ကခမည်းကိုတုံသင်ပေးလိမ့်မယ်အဲ့ဒီလူလိုအပ်တာကိုခမည်းအားဖြင့်ဘုရားသခင်ကအသုံးပြုမယ်စကားပြောတော်၎င်းအမှုဆောင်ရွက်တော်၎င်းသခင်ယေရှု၏နာမကိုထောက်၍ခတ်သိမ်းသောအမှုတို့ကိုပြုမှုလျက်ဘာပဲလုပ်လို့နော်အဲ့ဒီလိုပြုမှုလျက်ယေရှုတော်ကြီးလာပါ၏ဟုထိုသခင်ကိုအမိပြု၍ဘိုးတော်ကြီးဘွားတော်ကြီးမဟုတ်ဘူးနော်ခရစ်တော်ကိုသာအမိပြု၍ခမဲတော်ဘုရားသခင်ရှေ့၌ဝန်ခံကြလော့လောက်ကောင်းတယ်တချမ်းချက်လေးဖတ်လိုက်သေးကနော်မနဲ့ထားတယ်အလုံးမသွားခြင်းရတဲ့အချိန်လေးမှာဒါလေးပဲဒါခင်ဗျားအတွက်ခွန်အားပဲနော်ဒီလောကကြီးမှာလူရယ်လို့ဖြစ်လာရင်ရွေးချယ်စရာနှစ်မျိုးပဲရှိတယ်လူဆိုတခုခုတော့ရွေးချယ်ရတာပဲအဲ့ဒီတော့ရွေးချယ်တာစာရန်ကိုရွေးမလားခရစ်တော်ကိုရွေးမလားအဲ့ဒါအရွေးမှားသွားရင်တော့ဒုက္ခပဲနော်ဘုရားကြောင့်လည်းမခတ်တည်နေတေချာလှပြင်ပြီးတော့ဒီမှာလာထိုင်တာတချို့ကအဲ့ဒီလိုအလှပြင်ပြီးလာထိုင်တာခရစ်တော်ကြောင့်ထိုင်ရမို့ဟိုကရီးစားနဲ့တွေ့ကျင်လို့လာတာအကြောင်းဘုရားကြောင့်ကိုအကြောင်းပြပြီးတော့ရီးစားနဲ့တွေ့ဖို့အကောင်းဆုံးပြည့်စရာရေမွေးတွေပါလိစွတ်လာတာခရစ်တော်အတွက်မဟုတ်အဲ့ဒီအတွက်အဲ့ဒီအကျင့်လေးတွေလည်းဖြောက်လာလိမ့်မယ်အချိန်ကြောက်လားည7 နာရီထိကျွန်တော်ကောင်းမှာနော်ဘုရားရှင်ရဲ့ကျေးဇူးဟာတန်ကြီးပါတယ်ကျွန်တော်လည်းဒီမှာလာရတဲ့ခါကျတော့အယမ်းပျော်တယ်နော်ဒါကြောင့်ဒီနေ့ခင်ဗျားတို့လည်းလာရောက်ပြီးတော့ပါဝင်ကြတဲ့အတွက်ရှေ့ကိုလည်းကျွန်တော်တို့နိုင်ငံကြီးကိုလည်းပြန်ကြည့်နော်မြန်မာနိုင်ငံကြီးကဒီပြောင်းလဲမှုတွေဘာတွေဖြစ်နေတာဟာယုံကြည်သူတွေအတွက်ဘုရားရှင်ကောင်းချီးပေးနေတယ်မှတ်ထားပါဒါကြောင့်မလို့ယုံကြည်သူခရစ်တော်ကိုသာယုံကြည်တော်သူဖြစ်ကြရအောင်ဘက်ပတစ်တို့ OAG တို့ကက်သလစ်တို့ဘာလို့ဒါတွေမရှိဘူးကျွန်တော်တို့အားလုံးဟာဘုရားသခင်လူသားကိုပေးတဲ့အကြီးဆုံးဆုကျေးဇူးပါကိုယ်တိုင်လွတ်လပ်စွာရွေးချယ်ခွင့်ခင်ဗျာအရက်သမားဖြစ်ခြင်းမှန်မှန်လေးဆွဲပြီးပေါ့ဗျာဒါခင်ဗျာရွေးချယ်တာပဲတော့ကြကြတော့တွေးပြီးဟောအရက်သမားဖြစ်မယ်နော်အိမ်တော်မိသားစုလည်းအကုန်လုံးဒုက္ခတွေဖြစ်မယ်နော်ဒါပေမဲ့ဘုရားသခင်အတွက်ကိုမုတ်ဆိုးမကြီးကြီးရှိသွားဆူတောင်းပေးမယ်နော်ဘာပဲဖြစ်ဖြစ်ခင်ဗျာရွေးချယ်တာဘုရားသခင်ရဲ့အလိုတော်နဲ့အညီဘုရားရှင်ဘုန်းတော်ထင်ရှားစေဖို့ဖြစ်မယ်ဆိုရင်ခင်ဗျားကောင်းကြီးခံစားရတဲ့ဘုရားသားဘုရားသမီးဖြစ်ကိုဖြစ်ရမယ်ဆိုပြောရဲ့နော်နောက်တစ်ခုဘုရားကဘာပြောသေးလဲကျွန်တော်တို့အားလုံးကိုကြောက်တတ်တဲ့စိတ်ကိုမပေးဘူးကြည်စမ်းယေရှုကိုတက်ဝင်ယုံကြည်တဲ့လူဟာကြောက်တတ်တဲ့စိတ်မရှိဘူးချစ်တတ်တဲ့စိတ်ပဲရှိတယ်တေးထားတယ်အခဲမကြေတာမရှိဘူးခွင့်လွတ်တဲ့စိတ်ရှိတယ်နော်အဲ့ဒါလေးတွေပဲဘာလို့ပြောစရာကောင်းလဲနော်ဒါကြောင့်ကျွန်တော်လည်းတစ်ခါတစ်ခါဒီမှာလာရတာအထူးပဲယေရှုတင်ပါတယ်ဒီနေ့ညအတွက်လည်းအထူးပဲယေရှုတင်ပါတယ်ဒါကြောင့်ကျွန်တော်တို့အနေနဲ့လူပေမဲ့ဖျားလူဖြစ်ကြရအောင်နော်စာတန်လူတော့မဖြစ်ကြစို့နဲ့အားလုံးဒုက္ခနာမတက်ရမယ်လက်မြောက်ကိုပြင်မယ်နော်ရှင်တော်ဝိညာဉ်တော်နဲ့ခေါင်းကြီးပေးမယ်တဲ့ကိုတယောက်ကျွန်တော်တို့ဆက်ကပ်မယ်အတီးကိုလည်းဆက်ကပ်မယ်အသင်းတော်အတွက်လည်းကျွန်တော်တို့ဆူတောင်းမယ်အားလုံးအတွက်ခင်ဗျားတို့လိုအပ်ချက်လေးတွေခင်ဗျားတို့သိမယ်တောင်းပါဘုရားရှင်ကောင်းချီးပေးမယ်ဒါကြောင့်အတန်ကိုလွှင့်၍ယေရှုတော်ချီးမွမ်းရအောင်အတူတကွဆူတောင်းဆက်ကပ်ရအောင်အားလုံးတပြိုင်တည်းဆူတောင်းရအောင်ဟာလေလုယာဟာလေလုယာဘုရားဟာရှာ
ကောင်းချီးပေးပါဒီနေ့အတွက်ကျေးဇူးတင်ပါဝင်လာတဲ့ကျေးဇူးတင်ဘုရားချီးHallelujah. Nazareth da Yeshu Pia nama bongchi bazwe. Pia the king selu kweka matade. Koro Pia shi asigan John siaji twe. The king Pia go Janaro I amugo pupede. Itaji go posong bi. Igedo di ateno magane ago pupede twe. Koro go Jesu temai. Nazareth da Yeshu nama na siaji go kaunchi pebai. Nazareth da Yeshu nama na siya garogo kaunchi pebai. Nazareth da Yeshu nama na siya midago tamita. Alago kaunchi pebai. Yani amudore mapawe kunire kopita gule kaunchi pebai. Itiyaz kamya go chana bi. Payashe mita go khanzaya do ditati mya go takhe Yeshu nama na kaunchi pebai. Hallelujah. Jima do paya, aobwe do paya, Tosan do paya she, Mapyamale do paya she, Jonorogo, the dinner Jishu, the Matia Lanegani, Matame Samboya, Shangwe Lanema, Janet the Matia Apia, Topo Nido, Topayashi Nama Bonji Baze. Igedo Atachizwa, Paya the Kaya Amudago Jamazwa. The God quit anane, Payashi Pedo, County go Kanzaya, the Taji, and my Jesus go Chimbo by. Hallelujah! Hallelujah! At the Jesus! Hallelujah! At the like man! Hallelujah! Say lang like man! Thank you. Koroshi Garibo Shidi Atai. Yes. I shall know when you're on it. Taji go busy on Muba. Out of the creation, Namana Itaya, the Narima Chagano. Yose dai count on people Majayue, a Saton the Chance, they are they would be pitted well, Bono Tinshabaze. Hallelujah. Bono Tinshane be pitted on Hallelujah. And the Italian Minazu, a Pianki or County Piba, John Dado the Kayeshu Nama night, Jesurogo Chimwani, Isuyago Town Panjabare, Piashi. ထို့တူပဲကိုတော့ဖျားဒီတင်းတော်ကိုဆက်လက်၍ကိုယ့်ရဲ့ကောင်းကြီးပေးပါကိုယ်တိုင်ကြီးဖြစ်တဲ့ဆရာချာလီနဲ့အင်တော်မိသားစုဝက်ဖက်ပြီးတော့ဆောင်ရွက်တဲ့ဤသားသမီးများအကုန်လုံးပေါ်မှာလဲဆက်လက်၍တန်ရှင်းသောဝိညာဉ်တော်ရဲ့ဆုကျေးဇူးတက်ရောက်ပါစေဒီမှာရှိနေတဲ့သားသမီးတွေကိုတော်ရှင်ကိုချစ်တော်သားသမီးများကိုတော်အတွက်အစေခံတော်သူများကျေးဇူးတင်ပါကျွန်တော်တို့လည်းအခုလိုမျိုးဒီမှာမကြာခဏလာပြီးတော့ပါဝင်ရတဲ့အတွက်ယေရှုတင်ပါဟာလေလုယာ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 အဖခမည်းတော်ရဲ့မေတ္တာသားတော်ယေရှုရဲ့ကရုဏာဂုဏ်ကျေးဇူးတော်နဲ့တန်ရှင်းသောဝိညာဉ်တော်ရဲ့တွင်တယ်မှုလမ်းပြမှုမင်္ဂလာပေါင်းသည်ခဏဒီမှာတင်းအောင်ဆရာကြီးမစာရေးဒီအသင်းတော်နဲ့သက်ဆိုင်သူများဤတင်းတော်နေရာဒီရက်ကွက်ပရောဝိုင်းမန္တလေးမြို့ဤတမ်းမြို့လုံးနဲ့မြန်မာပြည်တစ်ခွင်မှာကိုတော်ရှင်ရဲ့ကောင်းကြီးမင်္ဂလာများလွှမ်းမိုးစေပါစေဒီမှာရှိတဲ့သားသမီးများတို့ဒီလဲယုံကြည်သူများပို့ပြီးခိုင်ကန့်တဲ့မြဲမြံတဲ့ယုံကြည်သူများဖြစ်စေတော်မူပါအဖခမည်းတော်ရဲ့မေတ္တာ
သားတော်ယေရှုရဲ့ကရုဏာဂုဏ်ကျေးဇူးတော်နဲ့တန်ရှင်းသောဝိညာဉ်တော်ရဲ့တွင်တင်လမ်းပြခြင်းမိုက်မှမှုစုကြည်ခြင်းအပေါင်းသည်ဒီနေ့ဒီမှာရောက်ရှိနေတဲ့ဤသားသူများသူတို့နဲ့သက်ဆိုင်သောဤသူများဤအသင်းတော်အားဖြင့်ကိုရရှင်ရဲ့အလင်းကိုတခွင်လုံးပါလင်းစေပါကောင်းကြီးပေးပါယေရှုခရစ်တော်၏နာမ၌ခမည်းတော်သားတော်တန်ရှင်းသောဝိညာဉ်တော်၏နာမ၌မင်္ဂလာဖြစ်စေတော်မူပါဗျာအာမင်ဟာလေလုယာယေရှုတင်နေ